day 3ပဲဖြစ်မယ်အရင်ကျွန်တော်နားထားလေနော်ဂျားထဲမှာကျွန်တော် day 2ပြီးကျွန်တော်နားထားရက်တွေရှိတယ်ဒီမှာပါခိုး trade နေရလားပါလားဆိုမှ16ရက်နေ့မှာကျွန်တော်နောက်ဆုံး trade ခဲ့တာပေါ့နော်16နေ့တော့လုပ်တဲ့အခု21ပေါ့ဂျားထဲမှာကျွန်တော်နားပြီးမှပြန်လာတယ်ဒီနေ့ကနေစပြီးမှတော့နေ့တိုင်းဒီပါကျွန်တော် live လေးရှိမယ်ဗျဒီနေ့ကတော့ strategy အတစ်ပါ okay လောလောဆယ်တော့ဒီရှိရဲ့လူကိုကျွန်တော် strategy အတစ်ကိုကျွန်တော်တစ်ချက်လောက်ကျွန်တော်ပြောပြမယ်နော်35နဲ့တွားကြည့်မယ်35 okay ဒီနေ့သုံးမဲ့ကျွန်တော် strategy ကဘာလဲဆိုတော့နှစ်ခုနဲ့လောက်တဲ့ indicator နှစ်ခုနဲ့ကျွန်တော်တွားပေးမယ်ဟုတ်ပြီ okay တခုကြတော့ကျွန်တော် okay ဒီမှာ sorry ပါကျွန်တော်ဒီမှာ Ardon သုံးမယ်ပြီးပြီဆိုရင်parabolic သုံးမယ်ဒီနှစ်ခုသုံးမယ်ဟုတ်ပြီနော်ကျွန်တော် parabolic SAR ဘာလဲဆိုတော့ parabolic SAR ရဲ့ setting က 0.03 ပြီးအောက်မှာ 0.3 ဖြစ်မယ်ဟုတ်တယ်ပြီးပြီဆိုရင်ကျွန်တော် style ကတော့ကျွန်တော်အဖြူတွားတာများတယ်เนาะကြိုက်တဲ့အယောင်တွားလို့ရတယ်ဒီမှာကိစ္စမရှိဘူးဒီမှာအဓိကတော့ 0.03 0.3 နဲ့တွားပြီးဟုတ်ပြီเนาะအောက်ဘက်က Aaron ကတော့10ပဲ22မရှိဘူး10ဟုတ်တယ်ကျွန်တော်ဒီမှာ color လေးချိန်လိုက်တာရှိတယ်ကျွန်တော်ဒီအစိမ်းအောင်လေးကမကြိုက်တော့ကျွန်တော်ဒီဘက်ကဒီ blue ပေါ့နော်အစိမ်းပါအဲ့လိုအရောင်လေးကျွန်တော်ယူလိုက်တယ်ဒါပဲမလုပ်ဘူး10ပဲပြောင်းလိုက်တယ်ဒါသူတို့ရဲ့ setting တွေဖြစ်တယ် candlestick က15စက္ကန့်နဲ့သွားတယ်15စက္ကန့်နဲ့ကြော်ရသွားတယ်ပြီးပြီဆိုရင်ဘယ်ချိန်မှာဝယ်လဲပေါ့နော်ဘယ်ချိန်မှာဝယ်လဲဝယ်တဲ့အချိန်ကိုကျွန်တော်ပြောပြမယ်ဝယ်တဲ့အချိန်ကဒီ parabolic အဆက်လေးဒီအဆက်ကလေးတွေကဒီတို့မှာလေကျွန်တော် zoom ဆွဲပြမယ်နော်ဒီအဆက်ကလေးတွေဒီအဆက်တွေကဘာလဲဆိုတော့ဒီအဆက်တွေက parabolic အဆက်တွေဖြစ်တယ်parabolic အဆက်ကလေးတွေဖြစ်တယ်ဒီအဆက်ကအဆောင်အပေါ်မှာရှိတယ်အခုကအောက်မှာဟုတ်ပြီနော်အောက်မှာအဲ့လိုအောက်ကိုချိန်သွားတဲ့အချိန် parabolic ကအပေါ်ကနေ parabolic အဆက်တွေအောက်ကိုရောက်သွားတယ်ပြီးပြီဆိုရင် Aaron မှာလည်းအဆောင်ဝဒီမှာကျိုးအစိမ်းအောင်တွေ့လားကျိုးအစိမ်းအောင်ကကျိုးအနီအောင်ကိုအောက်ကနေဖြတ်သွားတယ်အောက်ကနေဖြတ်သွားတဲ့အချိန်မှာအောက်ကနေဖြတ်သွားတယ် parabolic အလုံးလေးကလည်းအောက်ကိုရောက်သွားတဲ့အချိန်မှာဟုတ်ပြီနော်အောက်ကိုရောက်သွားတဲ့အချိန်မှာဆိုရင်ကျွန်တော်ဒီမှာ buy order ကိုဝင်တယ် buy order ကဘယ်နှမိနစ်လဲဆိုတော့1 minute buy order ဝင်တယ် okay ဆဲတဲ့အချိန်ကိုကျွန်တော်ပြမယ်နော် okay ဆဲတဲ့အချိန်ကဘယ်အချိန်လဲဆိုတော့ပြောင်းပြန်ပေါ့ကွာပြောမယ်ဆိုရင် parabolic အလုံးတွေ okay ဒါတိတ်တူချာမရှိဘူး okay ထားပါတော့ဒီနာလေးပေါ့နော်အဆောင်က parabolic အလုံးတွေအောက်မှာရှိတယ် parabolic အလုံးတွေကအောက်ကနေအပေါ်ဘက်ကိုပြောင်းသွားတယ်အဲ့ဒီအချိန်အပေါ်ဘက်ကိုပြောင်းသွားတယ်ပြီးဆိုအောက်မှာလည်းဘာဖြစ်နေရလဲအောက်မှာဒီနေရာပေါ့ဒီအချိန်တွေမှာလာပြီးဆဲရမှာပေါ့ဒါတော့ရှုံးတော့တယ် okay ဆဲတဲ့အချိန်တွေကဘာလဲဆိုတော့အောက်မှာဒီမြင်းချောင်းလေးอ่ะပေါ့နော်ဒီမှာaroma ကြတော့အနီရောင်ကျိုးလေးကအစိမ်းရောင်ကျိုးအောက်ကနေပြန်ဖြတ်သွားမယ်အနီရောင်ကျိုးအစိမ်းရောင်ကျိုးဖြတ်တယ်ပြီး parabolic အလုံးတွေအပေါ်ရောက်တယ်ဆိုရင်ဒါကဆဲဖို့အတွက် signal ဖြစ်တယ်ဟုတ်ပြီနော်ဘိုင်ဖို့အတွက် signal ကဘယ်ချိန်လဲဆိုတော့ parabolic အလုံးတွေကအောက်ကိုရောက်သွားရမယ်ပြီးပြီဆိုရင်ကျိုးအစိမ်းရောင်ပဲထားပါအစိမ်းရောင်ကအနီရောင်ကိုအောက်ကနေဖြတ်သွားတယ်အဲ့ဒီအချိန်တွေမှာကျိုးတွေကဘိုင် order ဝင်ရမယ့်အချိန်တွေဖြစ်တယ်အခုဆိုရင်တွေ့လား parabolic အလုံးကအပေါ်ဘက်ကိုရောက်ပြီအပေါ်ဘက်ကိုရောက်ပြီဆိုရင်ကျွန်တော်က sell order ဝင်ဖို့အတွက်အချိန်အဲဒီမှာတွေ့လားဖြတ်သွားပြီဟုတ်လားနည်းနည်းတော့နောက်ကျတာပေါ့ထားလိုက်ပါ okay ဒီမှာ parabolic အလုံးတွေကအပေါ်ရောက်နေပြီပြီးပြီဆိုရင်လည်းတွေ့လား indicator ဖြစ်တဲ့အတွက်ကြောင့်အောက်မှာဒီကြိုးလေးကဖြတ်လိုက်တွေ့လားဒီကြိုးအနီရောင်ကအစဖြတ်ရမယ်ကွာပြောမယ်ဆိုအနီရောင်ကဒီအစိမ်းရောင်ကိုအဲ့လိုမျိုးတွေဖြတ်လိုက်ရမယ်ဒီမှာကြည့် indicator ဖြစ်တဲ့အတွက်ကြောင့် market ရဲ့အတိတ်ကိုပြတာပါ market ဖြစ်ပြီးမှပဲ indicator ဖြစ်တာ okay ဒီတကူကတော့အရှုံးနဲ့သွားပြီဒီမှာအနီရောင်ကြိုးလေးကအစိမ်းရောင်ကြိုးဖြတ်ရမှာအခုကမဖြတ်ဘူးဖြစ်နေတယ်ခါကျွန်တော်ထည့်လိုက်တဲ့အချိန်မှာတော့ဖြတ်ပြီးသားပုံစံမျိုးနဲ့သွားတယ်အခုကတော့ဈေးပြန်တက်သွားလို့မဖြတ်ဘူးဖြစ်သွားတာမကြည့်အောင်တော့ဘယ်လိုပြောမလဲဒါကပြိုင်မြင်းလိုမျိုးသွားနေအခု okay ဒီနားလောက်မှာဆိုရင်ကျွန်တော်တစ်ခါပြန်ဖြတ်တယ်ဆိုရင်ကျွန်တော်ပြန်ဝင်ကြည့်ပါမယ်ကျွန်တော်ရောလင်းချက်တွေပေးနေတယ်okay နည်းနည်းပေါ့နော်ရောက်ခဲ့ပါတယ် okay ကျွန်တော်အရင်ပြန်ရတယ် okay ဒီမှာကြည့်ပါအရင်ပြန်ရပါတယ် different မရှိလို့ကျွန်တော်အရင်ပြန်ရတယ်$35ထည့်ရ35ပြန်ရတယ် okay ဒီကောင်မလုပ်တော့တခြား currency တွေရှာကြည့်အောင် okay ဒီမှာနော်ဒီမှာဖြတ်ထားတဲ့ parabolic လုံးတွေကအောက်မှာရှိတယ်ဒါဆိုရင် buy ဖို့တော့ signal ဖြစ်တယ် okay market ကတော့ sideway market ဒီနားနဲ့စပြီး sideway ဖြစ်နေတဲ့ market ဖြစ်တယ်ပထမတစ်ချောင်းကတော့ကျွန်တော်အရင်တော့ဆိုရင်
live time မှာဆိုပထမတစ်ကြောင်ကရှုံးတယ်ဒါပေမဲ့ဒီနေ့ကတော့ပထမတစ်ကြောင်ကအရင်လေးပြန်ရတယ်ဟောကျွန်တော်ထည့်လိုက်မှာပဲဈေးကစွတ်တိကျသွားတယ် okay တစ်ချက်စောင့်ကြည့်ကြတာပေါ့ကျွန်တော်တကယ်ကြဒီဖြတ်သွားတဲ့အချိန်မှာအောက်မှာအရင်ဖြတ်တယ်ပြီးပြီဆိုမှပဲ parabolic လုံးကဒီနာလေးမှာချိန်သွားတာအခုချိန်ထိကတော့ကျွန်တော်ပေါ့နော်လုံးဝပေါ့နော်တေချာတဲ့ကွက်တိဖြစ်တဲ့ဟာတော့ကျွန်တော်မရသေးဘူးနည်းနည်းနောက်ကျတာနည်းနည်းစောတဲ့ဟာအဲ့ဒီဟာတွေပဲဖြစ်နေပြီးကန်ဒီဆိုသူလေးဈေးလေးကြကောက်ကြပေးလိုက်ပြီကောင်းတယ်โอเคကျွန်တော်ဝင်ပြီဖြတ်သွားတယ်ပေါ့နော်ဖြတ်သွားတဲ့အချိန်မှာကျွန်တော် buy order ဝင်လိုက်တာဖြစ်ပါတယ် maybe ကျွန်တော်နှစ်ခေါက်လောက်ကျွန်တော်ဝင်ကြည့်မယ်ဘာလို့လဲဆိုတော့ဒီကောင်လေးကျွန်တော်ကြိုက်လို့နှစ်ခေါက်ဝင်ကြည့်လိုက်မယ် buy တာပေါ့နော်တကယ်လို့ဘာလို့အခုမှစလုပ်တယ်ကွာစလုပ်တယ်ဆိုတော့အဲ့လိုမျိုးနှစ်ခါတွေသုံးခါတွေလာချင်းကတော့မနှိပ်တာကောင်းတယ်ဘာလို့ဆိုကျွန်တော်နှစ်ခါနှိပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရှုံးမှာတော့နစားတစ်ခါနဲ့တန်ဖြစ်သွားတာပေါ့နော်ကျွန်တော်ထင်တာတော့တော်တော်ဆယ်ဒါ market ပြောင်းလာလို့မယ်လို့တော့ကျွန်တော်ထင်တယ်အစားဒီမှာလीနော်ဈေးကျနေ market ဆယ်လာ market မှာကျွန်တော်ဝင်ပြီးမှတော့ဘိုင်ထားတာဖြစ်တယ်โอเคဒါဆိုရင်တော့ကျွန်တော်တစ်ခုကတော့နိုင်ပြီโอเคတစ်ခုကတော့နိုင်ပြီနောက်တစ်ခုပဲကျန်တော့တယ်ဟုတ်ပြီထပ်ယူလိုက်ပါအောင်မယ်ကျွန်တော်အိုးဒါဆယ်လာ market အရန်ကြိုက်တယ်ဆယ်ဖို့တော့ကျွန်တော်အရန်စိတ်ရတန်တယ်โอเคအရန်စိတ်ရတန်တဲ့ဟာကိုကျွန်တော်တစ်ချက်ပြမယ်အဓိကတော့ brother တို့အနေနဲ့ဆို live ပြီးမှမလုပ်တာတော့ပိုကောင်းတယ်ဘာလို့လဲဆိုတော့ parabolic လုံးကဒီနာလေးမှာကျွန်တော်ဝင်လိုက်တာဒီနေရာမှာဘယ်နှမိနစ်လောက်ချားမလဲဒီမှာဆိုရင်22နာရီ32မိနစ်45စက္ကန့်မှာကျွန်တော်ဝင်လိုက်တာက22နာရီ36မိနစ်မှာဝင်လိုက်တာ5မိနစ်တောင်နောက်ကျတယ်တွေ့လားဒါတော့ကျွန်တော်ကြိုက်လို့ပါကြိုက်တယ်ဆိုတာအကြောင်းပြချက်ကိုကျွန်တော်ပြောပြမယ်ဒီမှာဈေးကျနေရဲ့ market မှာနောက်ထပ်ဆိုရင်ဒီမှာ Aron က2ခါတောင်လာဖြစ်တယ် Aron ကအနီအောင်ကျိုးနဲ့တစ်ခါဖြတ်တယ်ဒီမှာလည်းတစ်ခါဖြတ်တယ်ဆဆူမှာ Aron ကအနီအောင်ကျိုးနဲ့2ခါလာဖြတ်ထားလို့ကျွန်တော် risk ယူလိုက်တာပေါ့နော်ဒါပေမဲ့အခုမှစလုပ်မယ်ဆိုရင်မယူပါနဲ့โอเคကျွန်တော် setting တစ်ခါပြန်ပြောပေးမယ်เนาะအခုနောက်မှဝင်လာတဲ့လူတွေအဓိကဘာလဲဆိုတော့ကျွန်တော်တုံးတာနှစ်ခုရှိတယ် indicator နှစ်ခုရှိတယ် parabolic လို့ခေါ်တယ် parabolic SAR လို့ခေါ်တယ် 0.03 နဲ့သွားတယ်ဟုတ်ပြီเนาะ acceleration ကို maximum acceleration က 0.3 နဲ့ပဲသွားတယ် style မှာကျတော့ကျွန်တော်အဖြူအောင်သုံးတယ်ကျွန်တော်များတော့အဖြစ်ကျွန်တော်အဖြူအောင်သုံးတာများတယ်ဟုတ်ပြီပြီးပြီဆိုရင် Aron က10လို့10ပဲသုံးတယ်ကျွန်တော်ကများတော့အဖြစ် oscillator ပေါ့နော် oscillator တွေကိုကျွန်တော်က10နဲ့ပဲသုံးတယ် PDF ကို10နဲ့ပဲထားမှသုံးတာရှိတယ် style ကြတော့ကျွန်တော်ဒီရောင်လေးတွေပေါ့နော်ဒါလေးပဲချိန်ထားတာပါအဆောင်ကသူ့ original ရောင်ကဒီရောင်ဒါမှကျွန်တော်မျက်စိထဲမှာတိတ်အဆင်မပြေဘူးမပြေတော့ကျွန်တော်ဒီကောင်းလေးဆွဲလိုက်တာ save လိုက်တယ် okay ဒါဆိုရင်ကျွန်တော်ထင်တယ်ဟုတ်တယ်ခဏပြန်နိုင်သွားတယ်နော်ဘိုင်းမယ်โอเคကိုဘိုင်းတဲ့ဟာကြောင့်မှပဲဖြစ်မယ်ထင်တယ်။ဘာကြီးဈေးကတော့ဇွတ်တက်တာနော်။ဇွတ်တက်နေတဲ့ market ဟိုမှာ Aron မှာလည်းအဆင်ပြေတယ် parabolic မှာလည်းအဆင်ပြေတယ်။အဲကြောင့်လို့ကျွန်တော်ဘိုင်းတယ်။ကဲကြည့်လိုက်အောင်။ကျွန်တော်မပြောတတ်ဘူး bro ကျွန်တော်မပြောတတ်ဘူးဆိုတာက maybe ပေါ့နော်။ maybe ဒီ pan ဆိုတဲ့တရားကိုဖြေတာပါ။ဗီဒီယိုရောင်းစားတဲ့ group ကတော့ရှိကောင်းရှိလာနိုင်တယ်။ဒါပေမဲ့ကျွန်တော်ဗီဒီယိုလုံးမှာပြင်နေအဓိကတော့အဲ့ဒီဟာပေါ့နော်။ကျွန်တော်ကကျွန်တော်တင်တယ်ပေါ့နော်ကျွန်တော်တင်တယ်ဆိုကျွန်တော်တင်တဲ့ပေါ့နော်အတိုင်းဝိုင်းတရက်ရှိတယ်အဲ့ဒီဟာတွေတင်တယ်ကျွန်တော် trading တခုပဲတင်တာမဟုတ်ဒီဟာကိုကြားလို့ကျွန်တော်က binary option trading လို့ခေါ်တယ် binary ဟုတ်တယ် EMA နေရာနဲ့သွားတယ် EMA နေရာ SMA နေရာမဟုတ် EMA နေရာနဲ့သွားတယ်ကျွန်တော်ကဒီ binary option trading ပြီးဆို forex ကိုပြရတယ် forex ကိုပြီးပြီဆိုကျွန်တော် crypto ဘက်ကိုပြန်ကူးပေးတယ်
အေးပေါ့ထားပါတော့ဗျာကျွန်တော်ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်သွားပေးတာဘယ်နှမျိုးရှိတယ်ဆိုတော့ binary option trading ပြီးပြီဆို day trading မှာကျွန်တော်ထည့်လိုက်တာ future ကိုထည့်လိုက်တယ်future ဆိုမဲ့ future မှာကျွန်တော် future ကိုကျွန်တော် dip down မသွားဘူးဘာလို့လဲဆိုတော့ future မှာကျွန်တော် grip နဲ့ဟိုပဲကျွန်တော်ပို့ပြီးမှအားတာတယ်ကွာကျွန်တော်ကိုအားတာတဲ့ဘက်ပေါ့နော်အဲ့ဒါပဲသွားတယ်ပြီး forest မှာရွှေရော currency ပဲရောကျွန်တော်နှစ်ခုစလုံးသွားတယ်ပြီးပြီဆိုရင်ဟိုပေါ့ investment ဘက်ကိုသွားတယ်investment ဆိုတာကျွန်တော်တို့ဟိုလိုပေါ့နော် US stock ကိုမှ tokenize တွေဝယ်တာမဟုတ်ဘူးတကယ် asset တွေဝယ်တာပေါ့နော်တကယ် stock asset တွေဝယ်ထားတယ်ဆိုရင်ကိုတိုင်းဝယ်ထားတယ်ဆိုရင်ကွာဒီ vote တွေဘာတွေပေးလို့ရတယ်ကွာအဲ့လိုမျိုးပေါ့ကွာပြောမယ်ဆိုရင်ဥပမာဒီ company မှာစီကန်တစ်ခုပြောင်းနေဆိုရင်ကျွန်တော်စာပို့တယ်ဆို email နဲ့ပို့တာမဟုတ်ဘူးကျွန်တော်ရဲ့အိမ်လိပ်စာနဲ့စာရွက်ကြီးရောက်လာတယ်တခါကျ fax ပို့တာတွေရောရှိတယ်ဒါပေမဲ့အများတော့အဖြစ်စာနဲ့ပို့တာများပါတယ်အဲ့လိုမျိုးဟိုမှာ Tesla stock ဝယ်ထားရဆိုရင် Tesla ကနေမှအဲ့လိုစာတွေပို့တယ်များတော့အဖြစ်ပို့တာတော့အဲ့ဒီ Simi Taiwan Simi ဟာပို့တာများတယ်